ချစ်မိတ်ဆွေများကျမ်းမာတော်မူကြပါစားခင်ဗျာချစ်မိတ်ဆွေများကိုနေရဲသောတတ္တိဆိုတဲ့စာလေးတစ်ပုဒ်ကိုတင်ပြပါမယ်ဒီစာကတော့တွားလီသူစာရေးဆရာကြီးဦးအောင်သင်းရေးသားခဲ့တဲ့သူအတွေ့ကိုအမြင်ဆိုတဲ့ဆောင်းပါးတွေကိုစူးစီးထားတဲ့စောက်ထဲကတင်ပြမှာဖြစ်ပါတယ်နေရဲသောတတ္တိ The courage we desire and prize is not the courage to die decently but to live manfully. Thomas Carlyle 1795-1881ကျွန်တော်တို့တကယ်တောင်းတ၍မျက်နှိုးသောတတ္တိမှာတင်းတင်းတဲတဲသေရဲသောတတ္တိမဟုတ်ဝင်းဝင်းထဲတဲနေရဲသောတတ္တိတာဖြစ်သည် Thomas Carlyle 1995-1881 Scott လူမျိုးစာရန်ဆရာသမိုင်းနဲ့လူမှုရေးပညာရှင်ကျွန်တော်ဒီနိုင်ငံရေးလောကတွင်ကျင်လည်ခဲ့ပူပါသည်သို့တော့ဖြာလိတ်ခွေးမောင်းဘဝမျိုးသားလင်ဖြစ်သောကြောင့်ဩဇာအာဏာစသည်တို့သည်ကျွန်တော်နှင့်တရံတစစ်မြမပတ်သက်ခဲ့ပူပါနောက်ပိုင်းတွင်တော့ဖြင့်ကျောင်းဆရာစာရေးဆရာဘဝသည်သာလင်ကျွန်တော်အပျော်လုပ်ငန်းအသက်မွေးလုပ်ငန်းဖြစ်လာပါလေတော့သည်ကျောင်းဆရာလုပ်ငန်းစာရေးဆရာလုပ်ငန်းနှစ်မျိုးစလုံးကိုကျွန်တော်နှစ်သက်သည်ထို့ကြောင့်အပျော်လုပ်ငန်းများလို့ဖြစ်နေသည်ဘာဩဇာအာဏာမျှလည်းမရှိခဲ့စဘူးထို့ကြောင့်ကျွန်တော်လက်မှတ်သည်လည်းငွေစုဘဏ်တွင်ငွေထုတ်တာမှအပဘယ်နေရာတွင်မှထူးထူးခြားခြားတန်ဖိုးမရှိပါလေတိုင်းပြည်နယ်လူမျိုးအတွက်သို့မဟုတ်အများအကျိုးအတွက်ဝုံဝွန်စားစားအသေးခံသွားသောသူတို့ကိုတင်းတင်းတဲတဲတည်ရဲသောသူများဟုဆိုသင့်ပါပေသည်ကျွန်တော်အလွန်ကိုယူသေးလေးစားမိပါသည်ငါဆိုရင်ဒီလိုလုပ်နိုင်ပါမလားဟုပင်မကြာခဏတွေးမိတတ်ပါသည်ရုပ်စွာအဆုံးရုပ်ရှင်ကားများကိုကြည့်လိုက်ရလျင်ပင်ထိုသို့သောလူမျိုး၏စွန့်စားဝန်စားပုံများကိုတွေ့လိုက်လျင်တကယ်မဟုတ်မှန်းသိပါလျက်ကြီးညိုမိတတ်ပါသည်ဆရာကြီးကာလိုင်း၏ဝင်းဝင်းထဲထဲနေရသောတတ္တိဟူသောစကားကိုကျွန်တော်စိတ်ဝင်စားမိသည်အသက်ရှင်နေရတဲ့ခိုက်တွင်ကြုံလာသမျှလောကရန်ကိုကြမ်းကြမ်းခံနိုင်သောတတ္တိကိုဆိုလိုကြောင်းဒစိမ့်စိတ်သဘောပေါက်လာမိသည်ဆင်းရဲခြင်းလောကရန်ကိုကြမ်းကြမ်းမခံနိုင်သောကြောင့်မဟုတ်တာတွေလုံမိပြီးရှင်လျက်နှင့်သေသွားရသောသူတို့ကိုလည်းကျွန်တော်မြင်ခဲ့ဘူးလာပါကြပြီဇာရိတတတ္တိပြေဝစွာဝင်းဝင်းထဲထဲနေမသွားနိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုရပါမည်ထို့တူချမ်းသာသောဒဏ်ကိုကြမ်းကြမ်းမခံနိုင်၍စိတ်ရောလူပါပျက်စီးသွားရသောသူတို့ကိုလည်းကျွန်တော်တို့တွေ့ခဲ့ဘူးလာပါကြပြီသွားလျာလာလျာတွင်အချွေအရန်တွေတယုံယုံပူဇော်သူတွေတအုံအုံဖြစ်နေရမှအာနာတွေပြုံပြုံဩဇာတွေဒုံဒုံကြပြီးစိတ်ရောလူပါညှိုးချုံကြသွားသူတွေကိုလည်းတွေ့ခဲ့ဘူးလာပါလိမ့်မည်လောကရန်ကိုကြမ်းကြမ်းမခံနိုင်တော့သောကြောင့်ဝင့်ဝင့်ထဲထဲမနေရတော့သည့်အတွက်အချိန်မတန်ပဲမဝင့်မရဲနှင့်ပင်သေပွဲဝင်သွားရသူတို့ကိုလည်းတွေ့ခဲ့ဘူးလာပါပြီမိမိတကောအာနာရှိစဉ်ခါတွင်အာနာရစ်ခဲ့သောထင်ရဆိုင်ခဲ့သောအရာရှိကြီးများသည်အငိမ့်စားယူသွားသောအခါသို့မဟုတ်အပြစ်တစ်ခုခုကြောင့်ယာရုမှဖယ်ရှားခြင်းခံလိုက်ရသောအခါမိမိလက်အောက်ငယ်သားများနှင့်တွေ့ရမည်ကိုပင်စိတ်မလုံခြုံသောကြောင့်အိမ်ထဲကအိမ်ပြင်မထွက်ချင်တော့အောင်ညှိုးချုံကျသွားသည်ကိုလည်းတွေ့ခဲ့ဘူးပါသည်တခါကထို့သို့လျင်အောက်လက်ငယ်သားများအားနှိပ်စက်ကလူပြုတ်တတ်သောအရာရှိကြီးတယောက်ယာရုမှဖယ်ရှားခြင်းခံလိုက်ရသောအခါအောက်လက်ငယ်သားများစုပြီးရမကာဝိုင်းကြီးဖွဲ့လျက်အောင်ပွဲခံကြရာတကောင်လောက်တွင်ရမကာပြတ်သွားသောကြောင့်မြို့ရဲကဆိုင်တကာလဲ့နိုးပြီးရှာကြရသည်ဟုကြားလိုက်ရသည်အောင်ပွဲအရသာအပြတ်မခံနိုင်ကြဘူးပေါ့ဤသတင်းကိုထိုအရာရှိကြီးကြားလိုက်ရလျင်မြည်တို့ရှိလိမ့်မည်နည်းဟုမကြာခဏတွေးမိသည်ဝင့်ဝင့်ထဲထဲနေရသောတတ္တိကိုစဉ်းစားကြည့်လိုက်သောအခါဇရိတတတ္တိပင်ဖြစ်နေသည်ကိုတွေးလိုက်ရပါတော့သည်ကေသမုတ်တိဏိဂုံးတွင်ဖျားရှင်ဟောကြားသောကာလမတုတ်လာစကားကိုလည်းသတိရမိလိုက်ပြန်ပါသည်အကျဉ်သူသည်လောဘဒေါသမောဟတို့မလိုက်မှု၍အလောဘအဒေါသအမောဟဖြစ်ပြီးမူကားနေရသည်ကိုလည်း
ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိတန်တရားနောက်ဘဝရှိပါသည်ဆိုရင်လေကြောက်ရွံ့ထိတ်လန့်ခြင်းမရှိအကြောင်းမူကားသူ့ဖို့မကောင်းသောဂတိသို့လားနိုင်စရာမရှိသောကြောင့်ဒီဟုသောစကားများပင်ဖြစ်ပါသည်အဇာတတမင်းသားသည်ဖခမဲတော်အားတေချောင်းကြံပြီးသောအခါညပေါင်းများစွာအိတ်လို့မပြောနိုင်ပဲဖြစ်နေခဲ့ကြသည်မူလရည်မှန်းချက်ဖြစ်သောထိနှံစည်းစိမ်ကိုကားရပါ၏သို့သောဘိုးဘုံလေတွင်ဝင့်ဝင့်ထဲတဲ့နေရသောတတ္တိဆုံးရှုံးသွားလေတော့သည်ဤသို့နှင့်ဆောက်တီယာမယဖြစ်ကာတခုသောတစောင်းမုံလာပြည့်ညတွင်ဖျားเจ้าတော်သို့တွားရောက်ဖူးမြော်ခဲ့ခြင်းဖြစ်သည်နေရသောတတ္တိကိုပြန်လည်ရှာဖွေရခြင်းပါပေသည်ဆရာကြီးကာလိုင်းဤပြောစကားမှန်ပါပေသည်ကျွန်တော်တို့တကယ်မျက်နှိုးတန်ဖိုးထားကြသည်မှာဝင့်ဝင့်ထဲတဲ့နေရသောတတ္တိပါပေသည်8 ရက် 6 လ 2004 ခုနှစ်ဒါကတော့ဆရာကြီးဦးအောင်သိန်းရေးသားခဲ့တဲ့သူ့အတွေးကိုအမြင်ဆိုတဲ့ဆောင်းပါစူးစီးမှုစာအုပ်ထဲကနေရသောတတ္တိဆိုတဲ့အကြောင်းအရာလေးကိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်နားဆင်ကြရင်အတွေးတစုံတရာရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်